မှာဗောရှုံးတာတော့နဲသေးတယ်ငါတာဝါချိုးနေချင်းမင်းကိုခေါ်တယ်လေမင်းကနားမလာဘူးလေမင်းပတ်ပြေးနေရလေငါဟိုက်ပါလေဟိုက်ပါဆိုတော့ငါဘက်စားနေရသေးတယ်လေမင်းကဘက်စားပါစားရောက်ငါတာဝါချိုးနေရဲ့ချိန်တော့ငါနာကိုလာကူအောင်လေကွာမင်းကမင်းရှေ့တာတက်ပြီးတော့မင်းကမင်းစောက်သုံးမကြလို့ရှုံးတာမင်းလည်းစောက်သုံးကြလို့လားငါ့ကိုစောက်သုံးမကြဘူးမင်းစောက်သုံးကြလို့မင်းစောက်သုံးကြလို့လားမင်းငေါ့ပြန်နာမင်းငေါ့ပြေးတာမစောက်ငါတခင်လဲ TikTok မှာဂျပန်အကောင့်ဆိုလားကိုရီးယားအကောင့်ဆိုလားဖွင့်ပြီးတည်းကမနာတန်းကနေဟိုကပတ်စံရမရတော့မသိဘူးအိမ်ကလူတွေတော့မျက်စိတော်တော်နှောက်နေပြီမြောင်တော့မြောင်မယ်ဒါပေမဲ့ဇိုးမြောင်ဘယ်မြောင်မှာတတူထိုးတာမြင်ဘူးလို့လဲတတူတွေနဲ့ဆိုတချို့ကအထင်သေးကြတယ်အထင်သေးတဲ့တောက်ကမဆိုင်ဘူးတကိုယ်လုံးထိုးမှာငါတခင်ပီဇာစားထားလားမသိဘူးအီပေါက်တော့ပီဇာနဲ့ရတယ်လက်ကလေးမှာတော့အနက်ကြံတယ်ဟဲ့ကျွေးဟဲ့ဘာလဲစောင်းတီးပြမယ်လေနားထောင်မလားဟမ်စောင်းတီးတာလည်းမကြိုက်ဘူးဒဲတီးတာလည်းမကြိုက်ဘူးတို့လူမကောင်ကိုကျွဲမစောင်းတီးဆိုပြီးစော်ကားသွားတာဟဲ့ရဆာငါမစင်းကားလိုက်မိဘူးချက်ချင်းဟဲ့ရဲ